open door line လို့ခေါ်တဲ့ဒီချင်းငွေကိုကြောင်းတက်နေတဲ့လူတွေပေါ့နော်ကဲလာကဒီထောက်ခံတဲ့စာရွက်အိမ်လာအိမ်ဟို open door line ထုတ်လို့ရတယ်ပေါ့ဒါမှတော့ထုတ်လို့စာဒါဒီဆိုရင် internet ကတည်းကစစ်တာအဲဒီ internet ကမှစစ်ချင်းငွေကိုရှောက်လို့ရတယ်အဲ့ဒါချင်းတိုင်းဆိုဒီ internet ကိုရဲ့ဒီဘန်ထဲကိုပတ်ဆောင်ရတယ်ပထမဆုံးသွားမှာတော့အဲ့ဒီကံဝင်ရင်သွားပြီးပါတဲ့ခါကျရင်ဒီမှာ liner ကိုပြတာတဲ့အကွက်ကိုသွားနေအဲ့ဒီ liner မှာသွားနှိပ်ပြီးပါတဲ့ခါကျရင်ဘာတွေဖြစ်လာလဲဘာတွေနောက်စာမျက်နှာတစ်ခုပါလဲဆိုတော့ဒီစာမျက်နှာပေါ်လာတယ်ဒီစာမျက်နှာပေါ်လာအောင်နေဆွဲချလိုက်ရင်ဒီမှာဒီဖက်ချမှာဒီဖက်အကွက်မှာဒီမှာချီးတဲ့အားနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ရှင်းပြတာလေဒီအကွက်မှာဒါပေမဲ့ကိုလောရမယ့်ဟာကဒီ open door line အဲ့ဒီ open door line အကွက်ကိုသွားနှိပ်လိုက်ပြီဆိုရင်နောက်စာမျက်နှာတစ်ခုမှာ open door line တဲ့အဲ့ဒီဥစ္စာစာမျက်နှာအောက်ကနေဆိုချောက်အဲ့ဒီမှာ open door line ရှောက်တဲ့ဥစ္စာပေါ်လာလိမ့်မယ် open door line ရှောက်တဲ့ဥစ္စာပေါ်လာလိမ့်မယ်အဲ့ဒီမှာဘယ်ဘက်ချမ်းမှာဒီ high line ဆိုတဲ့ဟာကိုနှိပ်လိုက်အဲ့ဒီချိန်ကျရင်သူ line ကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့ခါကျရင်ပထမဆုံးကဒီမှာ line ကိုပြထားတဲ့ဟာပေါ့နော်အဲ့ဒီဥစ္စာကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့ခါကျရင်ဒီမှာပေါ်လာတဲ့ high line ဆိုတာပေါ့နော်အဲ့ဒီကောင်နှိပ်လိုက်နှိပ်ပြီးသွားတဲ့ခါကျရင်ဒီမှာရွေးရမှာကဒီဥစ္စာမှာပေါ့နော် open door open အဲ့ဒီကိုနှိပ်ပြီးရတကပါကွန်ပျူတာလုံးလုံးပြီးသွားတဲ့ခါကျရင်ဒီဇာတ်ပေါ်လာနေတယ်ဒီဇာတ်မှာသူရှင်းပြထားတယ်အတူကဘယ်လိုပုံစံအစားရှိပြောပါတော့ဒီရတော့ဒီပုံစံရှင်းပြတော့ဘယ်လိုခြေတယ်ဆိုတာအဓိကရက်ကနေတယ်ပြီးပါကြရင်ကိုယ့်ရဲ့အိမ်လိပ်စာတယ်လီဖုန်းနံပါတ်ပြီးတော့ပြီးသွားရင်အရေးကြီးတာကကိုကဟို lab ဥပမာပေါ့နော်ကျောင်းနာမည်ရ lab ပြီးမှာဒီ office လို့ပေါ့နော်အဲ့ဒီမှာဘယ်နည်းရနေကတွေစတယ်ဥပမာကျောင်းကဟိုမှာကျောင်းစတက်တော့ဟိုမှာ12ရက်နေ့8လပိုင်း2012ကတွေစတက်တယ်ပြီးမှတရက်နေ့6လပိုင်း2015မှာပြီးဥပမာပေါ့နော်ပြီးရင်ဂျတ်ကတော့အဲ့ဒါမှရတ်ကနောက်လာတဲ့ခါကျရင်သူအဲ့ဒီမှာဆက်ပြီးတော့နေလိမ့်မယ်မှာချင်းဝေကဒီဥစ္စာပဲယူမလားပုတ်ပြီး prime စီရတာအဲ့ဒီမှာပြည်တယ်မလားအဲ့ဒီဥစ္စာယူမလားတူကတော့ပြတာဒီတော့အမြဲတမ်းလို့ဒီအဲ့ဒီကအမြဲတမ်းလို့သူကပုံမှန်အဲ့ဒီအမြဲတမ်းပဲ10နှစ်အနည်း20ဒီအတိုးတုံးကဒီတိုင်းပဲပေါ့ဒီကြရမရှိနဲ့ပြီးဒီပူတန်လာယူတဲ့ဟာနေရခံတော့ပြောတာတော့3-4တော့ဒါပေမဲ့ဒီအောက်ကအဲဝူရီပိုဆိုတဲ့ဟာကျတော့12လတစ်ချိန်ကအတိုးပြောင်းတယ်စီပွားရေးအတက်ကြဖြစ်နေတဲ့ကာလမှာတော့ဒီဥစ္စာမျိုးဖြစ်ပါလဲဆိုတော့ကိုကတော့နည်းနေတဲ့အတိုးကဒါပေမဲ့နောက်ဆိုရင်တော့ပြန်တက်လာတဲ့ခါကျရင်ဒါကြီးဆိုဒါတော့ဒီစွတ်စားတဲ့ဟာအကြံပေးချင်တာကတော့ဒီ OP prime ဆိုတာဟာအပေါ်ဟာပဲအဲ့ဒါပုံမှန်လိုက်ဆိုတော့သူကပုံမှန်လိုက်သွားတယ်ပြီးသွားတဲ့ခါကျရင်ပတ်စံကဘယ်လောက်လဲဆိုတော့ဥစ္စာကိုတော့ဒီမှာသွားရေးနေကြမလို့ဒီမှာ automatic system ဆိုတာရှင်းပြတာပြတယ်သူကသူဒီကဲလာတွေဆုံးဖြတ်ထားတဲ့အတိုင်းဘယ်လောက်ဆိုတာသူကတတ်မှတ်တာကိုကဘယ်လောက်ချီချင်တော့ဒီပေါ်ဟာပဲနေပြီးတဲ့ခါကျရင်ရတ်ကနေပြီးတူလက်မှတ်ထိုးနိုင်အဲ့ဒီလောက်အဲ့ဒါဒီ line open door line ကြီးရပါတော့တ
ခြားလိုင်းတာဒီချေငွေတွေကတော့မကြတော့ပါဘူးဒီလောက်